ကားပြောကြားခြင်းအစီအစဉ်တော့ Kids Garden Preschool မှာ Pre-KG နဲ့ KG ပြီးမြောက်သောသားငယ်သမီးငယ်များအားဆုလက်မှတ်ပေးအပ်ခြင်းပေးခြင်းအစီအစဉ်လေး Infinity International School နဲ့ Kids Garden Preschool မှာသားငယ်သမီးငယ်များမှာအကအလှများဖြင့်ဖျော်ဖြေတင်ဆက်ပေးခြင်းအစီအစဉ်က Infinity International School မှာ Pre-KG နဲ့ KG ပြီးမြောက်သောသားငယ်သမီးငယ်များနှင့်တူဆမ်းမပြီးမြောက်သောသားငယ်သမီးငယ်များအားဆုလက်မှတ်ပေးအပ်ခြင်းပေးခြင်းအစီအစဉ်6 Infinity International School နဲ့ Kids Garden Preschool မှာတတမီမီများမှာအကအလှများဖြင့်ဖျော်ဖြေတင်ဆက်ပေးခြင်းအစီအစဉ်9 Infinity International School မှာထူးထွန်ဆိုရရှိသောသားငယ်သမီးငယ်များအားဆုလက်မှတ်ပေးအပ်ခြင်းအစီအစဉ်10 Infinity International School နဲ့ Kids Garden Preschool မှာသားငယ်သမီးငယ်များမှာအကလှများဖြင့်ဖျော်ဖြေတင်ဆက်ပေးခြင်းအစီအစဉ်ကိုဆရာမများမှကြွားရောက်လာသောဂုဏ်သရေရှိအပရိသတ်များအားအကအလှများဖြင့်ဖျော်ဖြေတင်ဆက်ပေးခြင်းအစီအစဉ်10ဆရာမများနှင့်အတူ Kids Garden Preschool နဲ့ Infinity International School မှာသားငယ်သမီးငယ်များမှနှုတ်ဆက်သီဆိုဖျော်ဖြေပေးခြင်း